ဇလန်ကဘိုက်ကင်းခိတုံကဒီမတ်နိုင်ငံမှာစတာပေါ့ဗျာတောင်တလုံးပေါ်မှာအေယာမဘီလူကြီးတကောင်ကသူကလေးလေးဖြစ်တဲ့ထရိုလေးတကောင်နဲ့ပျော်ပျော်ပါးပါးကစားနေတာပေါ့ရုတ်တရက်ဒိမတ်လူမျိုးစုခေါင်းဆောင်တယောက်ကသူ့လူတွေနဲ့မြင်းတီစီးပြီးရောက်လာပြီးဘီလူကြီးကိုတတ်ဖွယ်ကြံစည်နေတာပေါ့ဗျာဒါပေမဲ့သူတို့ဘီလူကြီးစီမရောက်ခင်မှာပဲဘီလူကြီးကအဝေးကနေသူတို့ကိုမြင်လိုက်ရတယ်သူကလေးကိုကာကွယ်ဖို့သူကကလေးကိုအမြန်ကောက်ချီပြီးတောင်ရဲ့တစ်ဖက်ချမ်းကိုပြေးသွားတာပေါ့ဒါပေမဲ့ခေါင်းဆောင်နဲ့သူ့လူတွေကသူ့ကိုဝိုင်းထားလိုက်ကြတယ်ဘီလူကြီးကသူ့ကလေးကိုတောင်ဆောင်မှာဝတ်ထားလိုက်ပြီးလူတွေကိုတိုက်ခိုက်မဲ့အစားသူတို့ပြန်သွားကြမလားလို့မျှော်လင့်ပြီးကြောက်အောင်ခြောက်လန့်ကြည့်တာပေါ့ဗျာဒါပေမဲ့လူတွေကတော့မပြန်ကြဘူးလေသူတို့ကမြားတွေလှမ်းတွေမီးတောက်တွေနဲ့သူ့ကိုတိုက်ခိုက်ကြတာပေါ့ဘီလူကြီးကဟန်ချက်ပြက်ပြီးတောင်ပေါ်ကနေပြုတ်ကျသွားကချက်ချင်းပဲတည်ဆုံးသွားတာပေါ့ဗျာသူပုံခိုရာကနေထရိုးလေးကအေးရကိုတိတ်တိတ်ဆိတ်ဆိတ်ပဲကြည့်နေတာပေါ့အဲ့ဒီနောက်ခေါင်းဆောင်ကတောင်စွန်းကိုရှောက်သွားပြီးသူ့မျက်နှာဖုံးကိုချွတ်လိုက်တယ်အောက်ကိုငုံကြည့်လိုက်တော့ကလေးထရိုးလေးကိုညင်လိုက်ရတာပေါ့ခဏလောက်တော့ကလေးကိုပါတပ်ပစ်ဖို့စဉ်းစားသေးတာပေါ့ဒါပေမဲ့ကလေးလေးပါထိနေတော့အသက်ရှင်လက်ထားခဲ့ဖို့ဆုံးဖြတ်လိုက်တယ်သူ့လူတွေကိုဘာမှမပြောဘဲနောက်ပြန်လှည့်ပြီးမြင်းနဲ့ထွက်သွားလိုက်တာပေါ့ဒီတော့တော်ဝက်ကောင်လေးတာတောင်ပေါ်ကနေဆင်းလာခဲ့တယ်ပင်လယ်နားရောက်တော့သူ့အဖေရဲ့အသက်မဲ့နေတဲ့ခနာကိုကြီးကိုတွေ့လိုက်ရတယ်ကြီးကန်းနေလင်းတာတယ်မချီနိုင်အောင်အလောင်းကိုဆွဲခေါ်ဖို့ကြိုးစားခဲ့ပေမဲ့သူ့အသက်တော့တော်တော်လေးလေလုံးနေတာပေါ့နောက်ဆုံးမှာတော့ဓာတ်တစ်ချောင်းနဲ့အလောင်းကိုတက်ဆက်စီပိုင်းဖြတ်လိုက်ပြီးဂူတစ်ခုထဲကိုတည်ထွားခဲ့တယ်အဲ့ဒီမှာပဲအလောင်းကောင်တွေကိုဖတ်ထားပြီးဂူထဲမှာတယောက်တည်းစပြီးနေထိုင်ခဲ့တာပေါ့နေပေါင်းများစွာကြာလာတော့တောဝက်ကောင်လေးကလည်းကြီးပြင်းလာခဲ့တယ်ဒါပေမဲ့နေတိုင်းသူ့အဖေရဲ့ပြက်တောင်ကြီးလေခေါင်းကိုကြည့်တိုင်းဝမ်းနဲ့ပူဆွေးပြီးငိုကြွေးနေခဲ့တယ်လို့သူ့အဖေကိုလည်းအမြဲတတိယနေခဲ့တာပေါ့အဲ့ဒီအချိန်မှာတော့ဒိမတ်နိုင်ငံကဘိုင်ကင်လူမျိုးစုထဲမှာဖုန်ကြီးတစ်ပါးကဘီယာဆိုင်အသစ်ဖွင့်ဖို့ဘာသာရေးအခမ်းအနားတစ်ခုကျင်းပပေးနေတာပေါ့သူကခေါင်းဆောင်ကြီးကိုကျင်ညာလိုက်တာကတောင်ဝက်ကောင်ထေးသွားပြီတဲ့အရက်ဆိုင်ကတော့အခုဆိုလုံးဝအသင့်ဖြစ်နေပြီဗျာတစ်ဖက်မှာကျတော့သူ့အဖေအတွက်လက်စားချေဖို့ဆိုပြီးနှစ်ပေါင်းများစွာစောင့်နေခဲ့ရတဲ့ထရိုးကြီးကလည်းနောက်ဆုံးတော့သူ့ကူထဲကနေထွက်လာခဲ့ပါတော့တယ်ဗျာအဲ့ဒီညနေမှာပေါ့ဗျာဘိုင်ကင်းစစ်တဲ့တော့တချို့ကအရက်ဆိုင်ထဲမှာပျော်ပျော်ပါးပါးဆင်နွှဲနေတုန်းထရိုးကြီးရောက်လာခဲ့တာပေါ့အပြင်ဘက်ကကင်းဆောင်ကိုဆိုတခေါ်တဲ့ခေါင်းကိုရိုက်ချပြီးတိုက်ခိုက်လိုက်တာပြီးတာနဲ့အရက်ဆိုင်ထဲဝင်သွားလိုက်ပါတော့တယ်အတွင်းထဲရောက်တော့လေဘိုင်ကင်းတွေကိုအပြက်အသက်ကိုရက်ရက်ဆက်ဆက်တက်ဖြတ်လိုက်တာဗျာနောက်နေ့မနေ့ရောက်တော့ခေါင်းဆောင်ကြီးကသူ့လူအင်အားပြည့်နဲ့အရက်ဆိုင်ကိုရောက်လာခဲ့တာပေါ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်တော့တော်တော်လေးကိုတုံလို့သွားရရှာတာပေါ့ဗျာညကဒီမှာဒေခိုသွားခဲ့ကြတဲ့ဘိုင်ကင်းစစ်တဲ့တော်ရဲ့အလောင်းတွေကနီရအနံ့ပြန့်ကျဲလို့နေတာပဲသူ့လူအားလုံးကိုရက်ရက်ဆက်ဆက်ကိုတက်ဖြတ်ထားခဲ့ကြတာပေါ့ခေါင်းဆောင်ကြီးကသူ့တက်မှုကိုဒီလိုဖြစ်ပြနေတော့မင်းကဖေးရောက်နေခဲ့တာလေလို့မေးလိုက်ပါတော့တယ်တက်မှုကလည်းကျွန်တော်ကတော့ရွာထဲမှာပါဗျာဒီမှာလူငယ်တချို့ကတောက်စားပြီးတော့ဒေခိုထောက်ခဲ့ကြတာဒါပေမဲ့သူတို့ကိုဘသူတွေကဒီလောက်ရက်ရက်ဆက်ဆက်တက်ဖြတ်သွားခဲ့ကြတာလဲဆိုတော့ကျွန်တော်လည်းမသိလိုက်ဘူးဗျာလို့ပြန်ဖြေလိုက်တယ်ထူးဆန်းတာတစ်ခုကတော့မိန်းကလေးတွေရဲ့တက်ကြီးပိုင်းတွေရဲ့ကတော့ဘသူမှအထီးအခိုက်မရှိခဲ့ကြဘူးဗျာဒီစကားကြားလိုက်တော့ခေါင်းဆောင်ကြီးကတော်တော်လေးကိုစိတ်မတက်မထဖြစ်လာပါတော့တယ်အဲ့ဒီနောက်မှာတော့မြင်ကွင်းကဂျီတလန်ပြေကဗိုက်ကင်းတွေစီကိုပြောင်းသွားချပေါ့သူတို့ရဲ့ခေါင်းဆောင်ကလည်းနာမည်ကြီးဗိုက်ကင်းသူရဲ့ကောင်လီယိုပဲထင်နေလာပါအမြဲလိုပဲသူတို့ကလေတွေနဲ့စီးနှင်းတိုင်ခိုက်ထုတ်ဓာပြတိုက်ဖို့ထွက်လာကြပြီမဲ့ခီးသွားရင်းနဲ့ယာတီဥတို့ကအရန်အေးလုံးတာချဒိမတ်နားမှာပဲခဏနားလိုက်ရတာပေါ့အဲ့ဒီညမှာပဲဒိမတ်ခေါင်းဆောင်ကသူ့ကိုရန်တော်နဲ့အတူတောင်ချေနားကိုသွားပြီးထရိုးကိုစိန်ခေါ်ရင်းအော်ခေါ်လိုက်တာပေါ့ဒါပေမဲ့သူကရှေ့ကိုခြေလန်းအနှဲငယ်လန်းလိုက်တာနဲ့ထရိုးကလည်းနောက်ကနေရောက်တရက်ထွက်လာပြီးကိုရန်တော်ရဲ့ခေါင်းကိုရိုက်လိုက်တော့တခါလေအသက်ပြောက်သွားတာပေါ့ခေါင်းဆောင်ကဓာတ်ကိုအဝေးကနေမြင်လိုက်ရတော့ဓာတ်ကိုကန်ပြီးရှေ့ကိုပြေးသွားတာပေါ့ဒါပေမဲ့မရောက်ခင်မှာပဲထရိုးကထွက်ပြေးသွားပြန်တာပဲခေါင်းဆောင်ကတော့ထရိုးကသူ့ကိုတိုက်ရိုက်မတိုက်ပဲသူ့ကိုရန်တော်တွေကိုပဲတတ်ပြီးအမြဲတမ်းထွက်ပြေးနေရတာဘာလို့လဲဆိုတာနားမလည်နိုင်အောင်ဖြစ်နေတာပေါ့နောက်နေ့မနက်ကျတော့တဖိုင်လုံးကလူသက်ခံရတဲ့နေရာမှာစုဝေးကြတာပေါ့ခေါင်းဆောင်ရဲ့ဇနီးကလည်းသူ့ကိုကျွန်တော်တို့ဗိုင်ကင်အမျိုးသားတွေအများကြီးတေကုန်ကြတယ်လို့ပြောလိုက်ပါတယ်အခုသူတို့ရဲ့မုတ်ဆိုးမတွေဘလို့ဖြစ်ကုန်ကြတော့မလဲဒီအတိုင်းသာဆက်ဖြစ်နေမယ်ဆိုရင်တော့တိတ်မကြခင်ရွာထဲမှာမုတ်ဆိုးမတွေပဲကျန်တော့မှာပါနော်ရွာသူကြီးမှဘာပြန်ပြောစရာမှမရှိသလိုဖြည့်ရှင်းနိုင်မယ်နီးလန်းလည်းမရှိဘူးရှက်တာနဲ့သူဘာမှပြန်မပြောပဲညင်နေလိုက်တယ်နောက်တော့သူကြီးကတော့ကရွာအပြင်းပါတောင်ပေါ်မှာတယောက်ထဲနေတဲ့လီနာဆိုတဲ့အမျိုးသမီးစီသွားခဲ့တယ်သူကလီနာကိုမြင်လိုက်တယ်နင်ကတေချင်းတရားကိုမရောက်ခင်ကတည်းကမြင်လိုက်တယ်ဆိုပြောပြပါအောင်မယောက်ျားလည်းအဲ့ဒီလိုမျိုးပဲတေရတော့မှာလားလီနာကပြန်ဖြေလိုက်တယ်နင်တို့ကငါ့ကိုပုတ်ပွားနေတယ်မကောင်းတဲ့သူလို့ပြောပြီးရက်ရွာထဲကနင်းထုတ်ခဲ့ကြတာလေအခုမှငါစီအကူညီလာတောင်းကလားလို့မေးလိုက်တယ်သူကြီးကတော့ကပြောလိုက်တယ်နင်ဖြစ်ခဲ့တဲ့ကိစ္စကငါအဖြစ်မဟုတ်ပါဘူးလို့လီနာကပြန်ပြောတယ်အခုတော့ဘာမှထူးခြားတာမရှိတော့ဘူးလို့နင်ခင်ပွန်ကတော့ထရိုလက်ချနဲ့တေရောက်မှာမဟုတ်ပါဘူးဒီစကားကိုကြားရတော့သူကြီးကတော့လည်းတိတ်တိတ်ဆိတ်ဆိတ်ပဲအိမ်ပြန်သွားခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာတော့ဂျီလန်ဒီသားကဗိုင်ကင်းတွေဟာလီယိုရဦးဆောင်မှုအောက်မှာသူတို့တင်ဘောဒီနဲ့ခြိတက်လာကြပြီးကုံနားမှာစိုက်ကပ်လိုက်ကြတော့ပေါ့ဒိမတ်မျိုးနဲ့စုရီနီးထိုင်တဲ့ရွာလေးဒီရွာပေါ့ဒိမတ်မြေစီစစ်သားတယောက်ကသူတို့ကိုတွေ့လို့ဒီမြေကလည်းဗိုင်ကင်းဒီပိုင်တာပဲလို့တတိပေးလိုက်တယ်မင်းတို့တိုက်ခိုက်ဖို့ရောက်လာတာဆိုရင်ချက်ချင်းပလန်လိုက်ပါလို့ပြောတယ်လီယိုကလည်းကျွန်တော်ကနမေကြီးဘိုင်ကင်းသူရဲကောင်းလီယိုပါကျွန်တော်တို့ခရီးသွားရင်ဒီမှာရက်နဲလောက်နားနားနေနေကျင်တာပါတိုက်ခိုက်ဖို့အစီအစဉ်မရှိပါဘူးလို့ပြန်ဖြေတယ်စစ်သားကလည်းခမည်းအကြောင်းတွေတော့ကျွန်တော်တို့အများကြီးကြားထားပြီးသားပါလာပါကျွန်တော်တို့ခေါင်းဆောင်စီခေါ်သွားဖေးပါမယ်လို့ပြောတယ်
လီယိုနဲ့သူ့လူအုပ်လက်ခေါင်းဆောင်နဲ့သွားတွေ့လိုက်ကြတယ်ခေါင်းဆောင်ကလည်းသူ့ကိုမြင်တော့ဝမ်းသာသွားပြီးမင်းအဖေနဲ့ငါနောက်ဆုံးတွေ့တော့ကဆိုမင်းကကလေးလေးပဲရှိပါသေးတယ်အခုတော့တော်လက်သူရဲခေါင်းကြီးတဲ့အောင်ဖြစ်နေပြီပဲလို့ပြောတယ်လီယိုလည်းခေါင်းကြီးပြက်လိုက်တယ်အဲ့ဒီညမှာတော့ခေါင်းဆောင်ကြီးကလီယိုနဲ့သူ့လူတွေကိုအခန့်ဟိုအရက်ဆိုင်မှာပွဲတစ်ပွဲစီစဉ်ပေးလိုက်တယ်ခေါင်းဆောင်ရဲ့ဇနီးကိုလိုက်ကအဖျော်ရဲမကားတွေလိုက်လံအခန့်ပေးတယ်ပွဲတော်ချင်းမဲ့နေတော့လီယိုကဒီမှာအမှုဆောင်မတွေကဘာလို့ဒီလောက်ညာပြီးယောက်ျားတွေကဘာလို့ဒီလောက်နီးနေရတာလဲလို့မေးလိုက်တယ်ခေါင်းဆောင်ကြီးကလည်းသူ့ကိုထရိုးကြီးရဲ့ညတိုင်းလာတိုက်ခိုက်နေတာတွေတဲ့ဒီအကောင်ကြားလိုက်တော့လီယိုကပြောတာကထရိုးကြီးကဘိုက်ကင်းလူတွေကိုညတိုင်းလာတတ်နေတဲ့ဆိုရင်အခုကစပြီးငါတို့လူတွေနဲ့ငါကိုယ်တိုင်စောင့်နေလိုက်တော့မယ်တဲ့ပွဲပြီးသွားတော့ရွာခေါင်းဆောင်ကြီးရဲ့သူ့ဇနီးရဲ့ကြံတဲ့လူတွေရဲ့အိမ်ပြန်သွားကြတဲ့ဒါပေမဲ့လီယိုနဲ့သူ့စစ်သေးတွေမျိုးနွယ်စုထဲကလူတချို့ကတော့အရက်ဆိုင်မှာပဲကြံနေခဲ့ကြတဲ့တန်းခေါင်ရန်ရောက်တော့ထရိုးကြီးကအရက်ဆိုင်အပြင်ဘက်ကိုရောက်လာတာပေါ့ပထမဆုံးဖုန်ကြီးတစ်ဖားနားမှာလက်ပတ်နန်းကြည့်တာပြီးတော့တခါနာကိုကတ်သွားပြီးအထက်ကဘိုက်တင်းတွေကဒေသောခန်တွေလားတထားအရက်ကလာတဲ့လူတွေလားဆိုတာကိုအနံ့ခန်းပြီးစစ်ဆေးနေတာပေါ့အထဲမှာတော့လီယိုညက်သူစစ်သေးတွေကထရိုးကြီးရောက်လာပြီဆိုတာသိလိုက်ကြတော့တိုက်ပွဲအတွက်အမြန်ပြင်ဆင်ကြတာပေါ့ဒါပေမဲ့ထရိုးကြီးကအထက်ကစစ်သေးတွေကဒေသောခန်ဘိုက်ကင်းဒီမဟုတ်ဘူးဆိုတာကိုအနံ့နဲ့သိလိုက်တာပေါ့ဒါနဲ့သူကအထဲမဝင်တော့ပဲပိုက်ထားတဲ့တကားပေါ်မှာစီးသွားချလိုက်တာအထက်ကဘိုက်ကင်းဒီထွက်ပြီးတိုက်ခိုက်ဖို့ပြီးထွက်လာချိန်မှာတော့ထရိုးကြီးကညအမောင်ထဲကိုပျောက်ကွယ်သွားနေပြီးနောက်ထမနက်မှာတော့ခေါင်းဆောင်ကလီယိုကိုညကယူတယောက်မှမတည်သွားတာထူးဆန်းလိုက်တာလို့ပြောတယ်လီယိုကလည်းဟုတ်တယ်ထရိုးကတကားဝက်ကိုရောက်လာခဲ့တာမှန်ပါတယ်ဒါပေမဲ့သူကတိုက်ခိုက်မဲ့အစားတေပေါက်ပြီးပြန်သွားခဲ့တာပါလို့ပြန်ပြောတယ်အဲ့ဒီနောက်မှာတော့လီယိုကသူ့လူတွေထဲကတချို့နဲ့မျိုးနွယ်စုထဲကလူနေနဲ့ခေါ်ပြီးထရိုးကိုတောင်တန်းတွေထဲမှာတတ်ဖို့မျိုးလင့်ချက်နဲ့လိုက်ရှာဖို့ထွက်သွားခဲ့ပါတယ်ဒါပေမဲ့နေရအများကြီးလိုက်ရှာခဲ့ပြီးမဲ့လည်းသူ့ကိုမတွေ့ရတော့တာနဲ့သူတို့လည်းရွာကိုပြန်လာခဲ့ကြတာပေါ့ခဏကြာတော့လီယိုကရွာပြင်ပတောင်သားမှာနေအလီနာနဲ့တွေ့ဖို့တယောက်ထက်ထွက်သွားခဲ့တာပေါ့သူကအလီနာကိုတေချင်းတယောက်မရခင်ကတည်းကမြင်နိုင်တယ်လို့ကျွန်တော်ကြားဖို့ပါတယ်လို့ပြောတယ်အလီနာကလည်းဟုတ်ကဲ့မှန်ပါတယ်ပြီးတော့ကျမလည်းခရကနာမည်ကြီးဘိုက်ကစ်စစ်တဲ့တော့လီယိုဆိုတာကိုကြားဖို့ပါတယ်ဒါနဲ့ခမဘာလို့ဒီကိုရောက်လာတာလဲလို့ပြန်မေးလိုက်တယ်လီယိုကထရိုးနဲ့ဘိုက်ကစ်လေးရဲ့ဒီတိုက်ပွဲမှာလူဘယ်နှယောက်သေးဆုံးမလဲပြီးတော့ထရိုးသေးမလားမသေးဘူးလားဆိုတာကိုသိချင်လို့ပါလို့ပြောပြတယ်ဘာလို့လဲဆိုတော့ခမတို့လူတွေကိုကာကွယ်ပေးချင်လို့ပါဒါကြောင့်တိဖို့အရေးထိတယ်လို့ပြောတာပေါ့အလီနာကတော့ကျမကဒီလူတွေတဲကတယောက်မဟုတ်ပါဘူးလို့ပြန်ပြောတယ်ကျမခလီဘဝတုန်းကခေါင်းဆောင်ရဲ့တူကကျမကိုဒီကိုခေါ်လာခဲ့ပြီးရှက်စရာကောင်းတဲ့ဘဝထဲရောက်အောင်ဖန်တီးခဲ့တာပါလို့ရှင်းပြတယ်ခမမေးတဲ့မေးခွန်းနဲ့ပတ်သက်လို့တော့ဟုတ်ကဲ့ကျမအနာဂတ်ကိုမြင်ခဲ့ပြီးပါပြီထရိုကတော့တေဆုံးသွားမှမှန်ပါတယ်ဒါပေမဲ့ဘိုက်ကင်းဒီလည်းအများကြီးတေချရမှာဖြစ်ပြီးမြေပြင်တစ်ခုလုံးသွေးဒီနဲ့ရဲရက်နီးသွားလိမ့်မယ်လို့ပြောပြလိုက်တယ်တကယ်တော့ဒီကလူတွေကလီယိုခမကာကွယ်ပေးတာတဲ့ပိုကောင်းတာကိုမထိုက်တန်ပါဘူး